မင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာဒီ Deepin Omara Controller version 61019မှာပါလာတဲ့ဒီ update ဖြစ်သွားတယ်ပေါ့နော် dashboard UI အသစ်နဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီ version အသစ်မှာတော့ဒါ new feature နဲ့ enhancement လုပ်ထားတဲ့တခြား feature တွေအများကြီးပါတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီ network admin တွေအတွက်ပေါ့ဒါအသုံးဝင်ဆုံးဖြစ်မဲ့ dashboard ရဲ့ monitoring အတွက်ပေါ့နော်အသုံးဝင်ဆုံးဖြစ်မဲ့ dashboard ရဲ့ဒီ24-hour site head trend နဲ့ကျွန်တော်ဒီ radar view အကြောင်းအဓိက highlight လုပ်ပြီးတော့မှပြပြသွားမှာအဓိကဒီ controller version ရဲ့အသစ်မှာအားသာချက်ကတော့ monitoring ဘိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ24-hour site head trend ပေါ့သူကနှစ်ရက်လုံးစာဒီ network အခြေအနေတွေကိုကျွန်တော်ဒီမှာဘိုင်းတွေခွဲပြီးတော့မှပြပေးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်၄ဘိုင်းရှိတယ်device ရဲ့ client ရဲ့ Wi-Fi 1ရဲ့ဆိုပြီးတော့မှဒီဘိုင်းခွဲထားတယ်ပေါ့နော်ဆိုဒီမှာ green ဖြစ်နေရင်သူက network က stable ဖြစ်နေတာဒီ orange ပေါ့နော်ဒီ လိမ်မော်ရောင်လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ client နဲ့ပတ်သက်ပြီးတော့မှတစ်ခုခု issue ရှိနေပေါ့နော် client score က76 device score ကတော့ 100% ပေါ့နော်ဆိုဒီမှာကြည့်ပြီးတော့မှသိနိုင်တယ်ဒါဘယ်အချိန်ရလဲဆိုတာပါဒီမှာအတိအကျပေါ့နော်သူက real time ပြပေးတယ်9:20ကနေပြီးတော့မှ9:30ပေါ့နော် PM ကြီးသူကပြပေးတယ်ဆိုတော့ဒါအရင်အသုံးဝင်တယ်ပေါ့နော်ကျွန်တော်တို့ကဒီ network ရဲ့အခြေအနေမှာ device ရဲ့ score ကဘယ်လောက်ရှိလဲဘယ်အချိန်မှာscore တွေကျသွားလဲဘယ်အချိန်မှာ score ကကောင်းနေလဲပေါ့နော်စသဖြင့်ပေါ့ကျွန်တော်တို့ဒီမှာကြည့်ပြီးတော့မှစစ်ဆေးလို့ရတယ်ပေါ့ Wi-Fi နဲ့ပတ်သက်ပြီးတော့မှ score က100ရှိတယ်1 score ကလည်း100ရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီကျွန်တော်တို့ internet သုံးထားတဲ့ latency တွေနောက်ပြီးတော့သူ့ရဲ့ throughput တွေပါဒီမှာတစ်ခါလေးမြင်ရတယ်ပေါ့နော်ဒါကတော့အဓိကအားသာချက်ပေါ့တကယ်လို့ line ကြတာကျွန်တော်တို့ကဒီ network out တွေပေါ့နော်ဒါမှမဟုတ်ပြဿနာတစ်ခုခုပေါ့ critical issue ရှိခဲ့ရင်ဒီအနီရောင်အနေနဲ့တွေ့ရမှာပေါ့ဒီမှာဆိုရင်ဒါ critical issue ပေါ့နော်ဘာလေးနဲ့အတိအကျပြပေးတာပေါ့ဒါကြောင့်မလို့ဒါကျွန်တော်တို့ကတနေရာသွားပြီးတော့မှကိုပြန်ရောက်လာတဲ့အချိန်မှာအရင်ကလိုမျိုးကျွန်တော်တို့ log မှာသွားပြီးတော့မှဒီ test page မဟုတ်တော့ဘူးပေါ့နော်ဒီမှာ monitoring မှာဒီဘားလေးနဲ့ပြပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ပို့ပြီးတော့မှမြင်လွယ်တယ်ပေါ့ကျွန်တော်တို့အပြင်ကပြန်ရောက်လာလို့ရှိရင်ဘယ်အချိန်မှာ client ဘက်က issue ရှိတာလား device တွေဘက်ကပဲ issue ရှိခဲ့တာလားပေါ့နော် Wi-Fi ဘက်ကပဲမကောင်းနေတာလားဒါမှမဟုတ် WAN ဘက်မှာပဲတစ်ခုခု error ဖြစ်နေတာလားစသဖြင့်ပေါ့နော်စစ်ဆေးပြီးတော့မှကြည့်နိုင်တယ်ဒါကတော့24-hour site head trend အားသာချက်ပေါ့နော်ဒီမှာ device ရဲ့ client ရဲ့ Wi-Fi ရဲ့ WAN ရဲ့ဆိုပြီးတော့မှအပိုင်းလေးခွဲပေးထားတယ်သက်ဆိုင်ရာအပိုင်းမှာသူ့ရဲ့ color လေးတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကစစ်ဆေးနိုင်တယ်ပေါ့နော်ကိုယ်နောက်ဝယ်အခြေအနေနောက်တစ်ခုကတော့ကျွန်တော်တို့ radar view ပေါ့နော်ဆိုတော့ဒီမှာ site head score သူကတော့93လို့ပြရတယ်ပေါ့နော်ဒီ93ကကျွန်တော်တို့ဒီ Wi-Fi ရဲ့ device ရဲ့ WAN ရဲ့ client ရဲ့ point လေးခုပေါ်မှာအခြေခံပြီးတော့မှသူက score ထုတ်ပေးထားတာပေါ့နော်93ပေါ့ overall score ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် device score က100ရထားတယ် client score က73ပေါ့နော်ဆိုတော့ user တွေဘက်မှာ issue connection issue ရှိနေပေါ့နော်အားနည်းချက်ရှိတယ်လို့ကျွန်တော်ကတန်းပြီးတော့မှသိနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ WAN ဘိုင်းပေါ့ WAN မှာလဲWAN မှာ Wi-Fi မှာဒါ score က100ရထားတယ်ပေါ့နော်ဆိုတော့ဒီ radar view ကလည်းဒါအရင်သုံးဝင်တယ်ပေါ့နော် monitoring အတွက်ဒီအောက်မှာလည်းသူ့ရဲ့ ISP activity တွေကိုကျွန်တော်တို့ကြည့်လို့ရမယ် load balancing weight တွေပေါ့နော်ကိုset up လုပ်ထားတဲ့ load balancing weight တွေကိုဒီအရင်တော့လို့ကျွန်တော်တို့ဒီ internet ထဲမှာဝင်ပြီးတော့မှကြည့်စရာမလိုတော့internet ဘိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီမှာ throughput တွေပေါ့နော်စသဖြင့်ပေါ့ဒီမှာဘယ်ရက်တွေကဘယ်အချိန်တွေက throughput ဘယ်လောက်ရှိကြလဲဆိုတာကို graph နဲ့ပြပေးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ AP ရဲ့ deployment နဲ့ပတ်သက်ပြီးတော့မှအရင်သုံးဝင်တယ်ပေါ့နော်ကိုယ့်ရဲ့ deployment လုပ်ထားတဲ့ AP ရဲ့ density ပေါ့ channel နဲ့ utilization တွေကိုဒီမှာ graph နဲ့ပြပေးတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ AP ကို AP deploy လုပ်ထားတဲ့ location ကကောင်းမကောင်းဆိုတာကိုစစ်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ AP မှာဆိုလို့ရှိရင် -68 ပေါ့နော် client က2ယောက်သုံးနေတယ်ဒါ -68 ဆိုရင်ဒါ line ကောင်းနေတယ်ပေါ့နော်-70ကျော်သွားရင်တော့သူက line မကောင်းတော့ဒီလိုနေရာမျိုးမှာ-70ကျော်သွားပြီဆိုလို့ရှိရင်သူကဒီမှာအနီရောင်နဲ့ပြပေးတယ်ပေါ့နော်ဒီဘက်မှာဒီလိုနေရာမျိုးမှာလာပေါ်နေပြီဆိုလို့ရှိရင်ဒါနောက်ထပ် AP လုံးထပ်ထည့်ရမယ်ဆိုတာကိုကျွန်တော်တို့အလွယ်တကူသိနိုင်တယ်ပေါ့နော်
နောက်တစ်ခုတော့ channel utilization ပေါ့ channel နဲ့ပတ်သက်တဲ့ဘယ် channel တွေကတော့ interference များနေတယ်ဘယ် channel တွေကတော့ interference နည်းတယ်ဆိုတာတွေကိုကျွန်တော်တို့ဒီမှာလွယ်ကူစစ်ဆေးနိုင်တယ်စစ်ဆေးပြီးတော့မှလိုအပ်တဲ့ setting တွေကိုကျွန်တော်တို့ပြန်ပြီးတော့မှသတ်မှတ်နိုင်တယ်ပေါ့နော်ဆိုတော့အချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ UI တစ်ကအရင်တော့ပေါ့နော်ကျွန်တော်တို့ကဒါ test based monitoring ပေါ့အားလုံးသိတဲ့အတိုင်းပဲ log ထဲမှာသွားပြီးတော့မှ test တွေကိုစစ်ခဲ့ရတာပေါ့နော်အခုကတော့ visual based monitoring ကိုပြောင်းပေးလိုက်တာဖြစ်လို့ဒါ network troubleshooting လုပ်တဲ့နေရာမှာပို့ပြီးတော့မှညံသွားတယ်ပို့ပြီးတော့မှလည်းဒီလိုတွေသွားတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲကျွန်တော်တို့ဒီ dashboard UI နဲ့ပတ်သက်ပြီးတော့မှဒါမှမဟုတ်ဒီ controller version အသစ်နဲ့ပတ်သက်ပြီးတော့မှနားမလည်တာသိချင်တာတွေရှိလို့ရှိရင် comment မှာဒီဗီဒီယိုရဲ့ comment မှာမြင်နိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်